မင်္ဂလာပါရှင်အန်ဒီအန်ဒီကလေဒီနေ့ပန်းလေးနဲ့ဝေပြီးတော့အရန်လှနေရော ရောက်တာလား မြောက်တာမဟုတ်ပါအတီပြောရနော်သမီးမိကွန်းတစ်ခုနှစ်ခုလောက်မိမယ်နော်အန်ဒီသမီးတို့ရဲ့ပြင်မရဲ့နာဆိုင်ကိုတိလာရှင် တီးဝအောင်ဒီရဲ့ရောက်ဘူးသေးဘူး ဟုတ်ကဲ့ရှင်ဟုတ်အဲ့ဆိုရင်သမီးတို့ရဲ့ပြင်မရဲ့နာဆိုင်က84လမ်း3334ကျောင်းမှာဆိုင်ကြီးကြီးဖွင့်လာတာပါရှင် အဲ့ကြရအောင်လာခဲ့မှာမနော်ဝယ်နိုင်လာခဲ့မယ်လေ ဟုတ်ကဲ့ပါရှင်ဆိုသမီးတို့မျှော်နေပါမယ်နော် ဝယ်နိုင်အောင်ဆူတောင်းလိုက်ကြီးတို့က ဟုတ်ကဲ့ပါရှင်စုအများကြီးတောင်းပါလေရှင်ဈေးရောက်ဈေးဝယ်လည်းအဆင်ပြေပါစေရှင် ဒီစနေပြေးပြရသေး ဟုတ်ကဲ့ပါရှင်ဟုတ်အဲ့ဆိုသမီးတို့လက်ဆောင်လေးပေးမယ်နော် ဒီလား ဟုတ်ကဲ့ပါရှင်အခုလို့ဖြည်းဖြည်းတော့လည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်အရင်လည်းချစ်စရာကောင်းတော့ပန်းနေနဲ့ဝီလို့တကယ်ချင်းဟုတ်အဲ့ဆိုသမီးတို့ပြောင်းမယ်ရှင် ဒီလား